ရှက်ဗီဖိုးနဲ့ Lightning နဲ့ဟာစီးဘက်မှာတကယ်အကောင်းဆုံးလားဒါမှမဟုတ် Angel Vivo နဲ့ Portal က PVP မှာအကျန်းဆုံးလားဒီနေ့မှာတော့ကျွန်တော်ကိုမောင်က rate တစ်ခုချင်းစီအတွက်အကောင်းဆုံး fruit တွေနဲ့ combo ဘယ်လိုတွဲရမလဲဆိုတာပြောပြသွားပါမယ်ဗီဒီယိုအဆုံးမှာ top bay တွေကိုလည်းပြောပြမှာဆိုတော့အဆုံးထိကြည့်လိုက်ကြပါအောင်ဗျကဲအခုဆိုရင်တော့ကျွန်တော်တို့ Chef Vivo အကောက်ထဲကိုရောက်ပြီပေါ့နော်အဲ့ဒီအကောက်ထဲကိုရောက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ Lightning မစားသေးရင်ကျွန်တော်တို့စားရမယ်ပေါ့နော်စင်ပြေပါဦးအဲ့ဒါတော့ကဲကျွန်တော်ဘာဘူးစော်အားဆိုတော့ pirate ပဲရွေးလိုက်မယ်ဗျာအိုးစောင်းရမ်းမိုက်တယ်ဗျာကြည့်လိုက်အောင်အကောက်ကကျွန်တော် Lightning စားထားတယ်နောက်ပြီးတော့ fruit စပဲဗျာနောက်ပြီးတော့ Sangu အဲ့လည်းပါတယ်အိုးမစိုးတော်တော်ကြီးမိုက်တယ်ဒီအကောက်က let's go ရှက်အခါကိုကျွန်တော်သုံးကြည့်အောင်မယ်ရှက်အခါမသုံးရကြာပြီဗျာဒီကောင်ရှက်အခါရဲ့ထူးခြားချက်ကဘာလဲဆိုတော့ကျွန်တော်ပြမယ်ကြည့်တို့ဒီပြစ်လိုက်ပြီဆိုရင်ဒီမှာဂျိတ်ကောက်ကြီးကြံခဲ့တွေ့လားအဲ့ဒါစောင်းမိုက်တယ်ဗျာအထာစောင်းကြဒီရှက်အခါလည်းတော်တော်မိုက်ပါတယ်ဆိုတော့ကျွန်တော်အကောက်ထဲမှာဘာတွေပါမလဲကြည့်အောင်အိုး TTK ပါတယ်နောက်ပြီးရင် Holo Site လည်းပါတယ် CDK လည်းပါတယ်ရှက်အန်ခါလည်းပါတယ်Oh my god မတိကျ၄လုံးတော့တစ်လုံးနှလုံးသုံးလုံး၄လုံးဒါကျန်တဲ့ဟာတွေကရင်းပါဘူးဗျာကျွန်တော်ကြိုက်တာတော့ပဲကြိုက်တာ Oh my god နောက်ပြီးတော့လီဗီတန်ရှိလဲပါတယ်ဆိုတော့ဒီကောက်ကကျွန်တော်တို့စီးပန်ဟန်မှုအတွက်လုံးဝ AC ပဲဗျာသိလားလုံးဝ AC ပဲကျွန်တော်စီးပန်ဟန်မှုအတွက်လုံးဝ AC ပဲဒါပေမဲ့တကူရှိတာကျွန်တော်ကဗျာစပဲတွေမသုံးတတ်ဘူးအဲ့ဒါစပဲတွေမသုံးတတ်ဘူးဗျာဂိမ်းမစောတတ်တော့နော် CBC ကိုနိုင်ပါမလားဗျာစီးပန်ဟန်မှုအတွက်အဲ့ဒါထားလာအောင်ကျွန်တော်တို့ let's go ဒိုးမယ်ဟို NPC ပဲရောက်တော့ကျွန်တော်ဒီလေးရေးတော့ဂျင်ကုန်သင်းမောနဲ့သွားတဲ့ NPC အော်ဒီမှာတွေ့ let's go သွားလိုက်ကြရအောင်ကျွန်တော်ဘယ်သွားမလဲဆိုတော့တော့တာတဲ့ mansion ကိုသွားမယ်ဗျာလိတ်ကြီးစီသွားမယ်လိတ်ကြီးပစံကုန်နေဗျာလိတ်ကြီးစီသွားရဆိုတော့ကျွန်တော်လိတ်ကြီးစီကနေတစင်းတီကြီးအောက်ဖို့ကိုသွားမယ်တကယ်ကျွန်တော်တို့တန်းပြီးတော့သွားလိုက်လို့ရရဗျာကျွန်တော်စောက်တလွဲကြီးလှုပ်လိုက်တာပါဒါမျိုး Vivo T တန်းနေနဲ့ software အစုံ accessory အစုံအကောက်တစ်ကောက်ကို 25K သာကျတဲ့မှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တာတယ် island နေပြီးတော့ကျွန်တော် teleport တဲ့ဟာနဲ့ဟိုကျွန်တော်တို့ TG အောက်ဖို့ကိုသွားမယ်ဗျာ let's go ဗီဒီယိုလေးကိုစမ်းသွားခင်ကျွန်တော်တို့ရဲ့ကိုမောင်အိတ်ဘလောက်မှာရနိုင်တဲ့အကောက်တွေကတော့ Cyber Vivo, Go Vivo နဲ့အခြားသော Vivo အကောက်တွေကို 10K မကျော်တဲ့ဈေးနဲ့ရရှိမှာပဲဖြစ်ပါတယ်ဒါအပြင်ဂီဇူနီတစ်လုံးကို 10K သာကျတဲ့မှာပဲဖြစ်ပါတယ်နောက်ထပ်ရသေးတာကတော့ service ပါ service ဆိုတာပါလေ service ဆိုတာကတော့ Bluff တွေမှာကွန်မြူနိုင်တဲ့ NG item တွေ software တွေ Dolphin Blue Gear ယူတာနဲ့ accessory မျိုးစုံယူပေးတာပဲဖြစ်ပါတယ်ဒါအပြင် Revivo ကို awaken လုပ်တာ Dividend Hat ယူပေးတာတွေပဲဖြစ်ပါတယ်ဗျဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်သွားလိုက်ကြရအောင်Okay အခုဆိုရင်တော့ဒီအကောက်အလန်းဆိုင်နဲ့ကျွန်တော်တို့စီးပန်ဟမ်းမှုအတွက်ကျွန်တော်တို့တောင်းရဖြစ်ပါတယ်ဟိုကောင်စောင်းတာကြီးငါ့ကိုစောင်းအောင်တာကြီးလက်ကြည့်ပါဦး No ဒီကောင်ကျွန်တော်မဆောင်ဘူးဗျာရကျွန်တော်မှလည်းလေရှိရဗျာကျွန်တော်ရှက်ဝေးဆိုရေကူးပြီးသွားမယ်ကျွန်တော်လေကိုတွားဝယ်ရမယ်ရပါတယ်ဗျာကျွန်တော်ထားခဲ့ခံလိုက်ရပြီထပ်ပြီးတော့Okay အဲ့ဆိုရင်ကျွန်တော်တို့စီးပန်ဟမ်းမှုအတွက်တင်မောလေးအကောင့်သားတစ်စီးလောက်ဝယ်လိုက်မယ်ဗျာgame pass မရှိဘူးရော့1000တန်လေးဝယ်လိုက်မယ်နောက်ပြီးရင်စီးပန်ဟမ်းမှုအတွက်ကျွန်တော်တို့ဇုံစစ် danger red ဇုံစစ်ကိုသွားမယ်ဗျာ let's go ကျွန်တော်လေမောင်းတာတော်ကြီးကြောင်မှာအခုကျွန်တော်တို့ full moon လာပါညရောက်တော့မှာလားဟုတ်တယ်ညရောက်တော့မှာညခင်းလေးမှာ Chef Vivo လေးနဲ့တောင်းချမ်းပေးလိုက်မယ်ဟလားစီးပန်ထဲမှာ let's go bro တို့တော့အရှိရကောင်ကျွန်တော်ကိုစောင့်နေတယ်ဒေါင်းစားကောင်ကျွန်တော်ကိုမခေါ်ဘူးဗျာကျွန်တော်တယောက်တည်းအထီးကျန်စွာဖြတ်တန်းနေရကျွန်တော်လေလေးနဲ့ let's go ကျွန်တော်ကဒါပေမဲ့ခက်ခဲရှိရဗျာကျွန်တော်မချတတ်ဘူးကျွန်တော်တည်သွားလိမ့်မယ်
no CB တွေနဲ့ဆိုရင်တော့ကျွန်တော်မသေးတာဘူးဗျာဒါပေမဲ့တီရာရှက်တာပေါ်လာခဲ့ရင်တော့ကျွန်တော်တော့သေပြီပဲ Okay let's go ကုံကျုံးမယ်လာကျွန်တော်ခုမှလိုးတဲ့ number 1ဟိုဇုံ1ပဲရှိသေးတယ်ဗျာအဲ့တော့ကျွန်တော်တို့ချိန်နေကြာသွားမှဆိုလို့ skip လိုက်မယ်ဟလားကဲအခုဆိုရင်တော့ကျွန်တော်ဇုံ2ကိုရောက်ပြီပေါ့နော်တော့ဘာအကောင်မှလည်းမတွေ့သေးဘူး Oh my god တီရာရှက်ကြီးအမလေးနှစ်ကောင်တော့ချကွာငါးကောင်တီးနေမှာတော့တီးပေးရမှာပေါ့ရော့မိုးဂျိုစပယ်သုံးလိုက်မယ်ရော့အေးပေးတီရာရှက်ရော့စားတယ်နောက်တော့စမ်းကူအဲ့ရရော့တွေးရတက်ပန်းဤသွားပြီဒီကောင်ရော့ကျွန်တော် AC 9လောက်ပါရဗျာဒီကောင်စောက်ဘောလေးပါရော့ဒါပေမဲ့တော်ထွက်တယ်ဗျာကျွန်တော်ရေကူးနေလို့ရတယ် AC ပဲကျွန်တော်မှဗုဒ္ဓကောင်လည်းပါတယ်ဒါပေမဲ့ဒီကောင် marine chain မထားတော့ကျွန်တော်နဲ့သူနဲ့တိုက်နေလို့ဖြစ်နေသူတွေးရော်သွားတယ်လေအဲကျွန်တော်လေးပေါ်ပြန်ပြီးတီးမှာကျွန်တော်ကဒဲမတီးတော့ဘူးဗျာဒဲမချတော့အဝေးကနေ AC ပဲဟဲမယ်အဲကောင်ရှော့သွားပြီဟိုကောင်သေးသွားပြီဘလိုတို့ရှော့သွားပြီဘလိုတို့ရေဒုက္ခပဲကျွန်တော်တယောက်တည်းပဲကြံတော့မှတီလာချက်ကနှစ်ကောင်ယောဤသွားပြီအဲကောင်ကြောက်စပယ်သုံးမယ်လေရှော့ယောစမ်းကူရဲ့ဇက်တုံစမ်းကူရဲ့ဇက်ကိုသုံးလိုက်ရင်ကျွန်တော်တွေးတတ်တယ်ဗျာဒါပေမဲ့မထိတော့ကျွန်တော်တွေးမတတ်ဘူးနောက်ကိုပြန်ပြေးမှဖြစ်မယ်မဟုတ်ရင်ကျွန်တော်ရှော့လိုက်မယ်တင်းမောပေါ်တက်မှရမယ်တင်းမောပေါ်တက်လို့လည်းမရဘူးဒီကောင်လိုက်ပိတ်နေတာကျွန်တော်ဒီဘက်ကကြောက်ဆောင်မှာသွားမယ်ယောကျွန်တော်တွေးပြန်တက်သွားပြီယောအေးဝေးဒီလာချက်မရတော့ကျွန်တော်ရှုံးတော့မှာဘရိုတို့ကျွန်တော်စီးဘက်မတိုက်တတ်ဘူးနော် YouTube ကကြည့်နေရ brother ကျွန်တော်ကူညီပါအောင်ဗျာစီးဘက်ကျွန်တော်မတိုက်နိုင်ဘူးဖြစ်နေရဗျာကျွန်တော်ဒီတိုင်းဆိုရင်တေသွားလိုက်မယ်ဗျာဒီရှက်တရားရှက်ကြီးကစောင်းရမ်းကျန်းနေကြည့်အောင်ယော့ကျွန်တော်တွေးတော့ပြန်တက်သွားရင်အနောက်ပြန်ပြေးမှဖြစ်မယ်မဟုတ်ရင်ကျွန်တော်တေတော့မှဒီကောင်တိုက်လို့ယော့မိုးကြိုးစားလိုက်ယော့မိုးကြိုးထက်စားလိုက်ယော့မိုးကြိုးစားလိုက်Oh my god ဒီကောင်တည်တော့မယ်ကျွန်တော်လည်းတည်တော့မယ်ဒီကောင်လည်းတည်တော့မယ်ကျွန်တော်ကလီဗီဇန်ရှိရောဝစ်ထားတယ်နောက်ပြီးတော့ Shareway Vivo နဲ့ဆိုတော့ကျွန်တော်တွေးတော့တိတ်မျိုးဒါပေမဲ့ရှော့တော့မယ် no တေးပြီဗျာစိတ်မကောင်းတာနဲ့ပဲကျွန်တော်စီးပန်ကြာရှုံးသွားရဗျာရတယ်ကျွန်တော်စီးပန်ကြာရှုံးသွားလဲကျွန်တော် Race Vivo ဖွင့်နေတာဗျာကျွန်တော် review ကိုဖွင့်နေတယ်ဆိုတော့ကျွန်တော်ဒီနားလေးအကောင်တွေကိုပဲချပြီးတော့ဖွင့်လိုက်တော့မယ်ဗျာ Okay let's go ကဲအခုဆိုရင်တော့ကျွန်တော်တို့ risk vivo ဖွင့်လို့ရအောင်မယ်ပေါ့နော်ရော့အေးဝေးကောင်ရော့စားတယ်စီ event မှာတီရာချက်တာမနိုင်တာမင်းတို့လိုကောင်လေးလောက်တော့ပြုတ်တော့ပလိုက်မယ် Okay လားဖွင့်မယ် vivo ဖွင့်မယ်ရော့ဟာမရသေးဘူးနောက်ထပ်တီးရအောင်ပါဒီကောင်တီးပေါင်းလဲများနေရော့တေးတက်ပလိုက်ရမယ်တေးမတက်တော့ vivo ဖွင့်မယ်မရသေးပါဘူးဗျာမားနေမိနေတာခလုတ်တွေမားနေမိနေတယ်ရော့စားတယ်မင်းတို့စားမှာငါ vivo ဖွင့်လို့ရမှာရော့တွေးပြန်ပြေးသွားပြီဟလားအေးစေးပဲတေးနေ No! Oh! Chef Vivo Black Lighting စောက်ရမ်းလန်းနေဗျာကြည့်လိုက်အောင် Oh my god အပြာရောင်သားရဲ့လုံးဝအပြာရောင်သားရဲ့တော့ကွန်ဘိုဗျာအမရှက်အခါပါတယ်နောက်ပြီးရင်လီဗီတန်ရှိပါတယ်ဗျာ Oh my god စောက်ရမ်းကျန်းနေဗျာဒီလိုအကောက်တွေကြိုက်တာဟလားဒီလိုအကောက်တွေလုံးဝမိုက်တယ်ကြော့ကျွန်တော်တခြားရလိုက်တိုင်းဖတ်နေနော်တော့က Chef Vivo ကတော်တော်ကြီးကိုကျန်းနေဗျာကျွန်တော်တို့စီးဗန်ချရတဲ့နေရာမှာကျွန်တော်ကဘာလို့မကျန်းတာလဲဆိုတော့အသုံးမကျလို့ပါဘာလို့လဲဆိုကျွန်တော် game မဆော့တတ်ဘူးဗျာဒီ Roblox ကိုကျွန်တော်အရင်တော့ကတော့ဆော့တတ်တယ်ဒါပေမဲ့အခုမဆော့တတ်တော့ဘူးတော်ကြီးကျန်းနေဗျာဘယ်လိုကြည့်လာအောင်တွေးလည်းမရော့ဘူးတွေးရော့ရင်တော့မှရှီးကာထားတယ်သူ့ကိုသိလိုက်ကျွန်တော်တီရာရှက်ကြီးနဲ့ခုနချတဲ့အချိန်မှာဒီ Vivo လေးသာဖွင့်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်အဲ့တီရာရှက်ကို AC ပြုတ်တော့ပလိုက်လို့ရတယ်သိလားဒါမှလည်းရှုံးတာပါပဲဘယ်တတ်နိုင်မလဲ
ဟိုဤသွားပြီဒီကောင်ဤသွားပြီကျွန်တော်မိုက်တယ်ဗျာကျွန်တော်တစ်ချက်ရိုက်လိုက်တိုင်းမှာသူ့ရဲ့အောက်မှာရေရက်တွေပေါ်လာဗျာကြည့်လိုက်ယော့ရန်ဘေးဟာစားတန်းတော်သားကောင်ကြော့ဤသွားပြီ let's go ကျွန်တော်တို့နောက်ထပ်တစ်ခုကတော့ဘာလဲဆိုတော့ brother တီးကြရမလား Angel Vivo Plus Portal ဖူပါအဲ့ကောင် PVP အရန်ကောင်းတယ်လို့ကြားရပါတော့ကြည့်လိုက်ကျွန်တော် lighting ရဲ့အလုံးကြီးလောက်ပြမယ်1 2 3 ဤရောဤစိတ်နာမိုက်တယ်ဗျာတော်တော်ကြီးလန်းတယ် lighting နဲ့ဟွာနေကပေါ်တယ်နေကဒါပေမဲ့ပြည်စုနေနဲ့ Chef Vivo ကလည်းတော်တော်မိုက်ပါတယ် brother တို့ကြီးဘာလို့လဲဆိုတော့အမီးက၄ချောင်းတောင်မှဖြစ်သွားပါပါကဲဒါဆိုရင်တော့ဒီ video လေးကတော့ဒီလောက်ပါပဲနောက် Chef Vivo အတွက်ကျွန်တော်တို့တွားကြည့်လိုက်ကြအောင် let's go ကဲအခုဆိုရင်တော့ကျွန်တော်တို့ကိုမောင်အိတ်ဘလောက်ကနေယူထားတဲ့အကောက်ထဲမှာဘာတွေပါသွားမလဲကျွန်တော်တို့နောက်ပြီးတော့ Chef Angel ပြော Angel Vivo ကမိုက်လာကြည့်အောင် oh my god နော်ခုနအကောက်တိုင်းပဲပေါ့နော်ရှက်အခါရဲ့နောက်ပြီးရင်စန်းကူအပ်ရဲ့ဒါပေမဲ့ကျွန်တော်သွားပြီဗျာကျွန်တော်ပေါ်တယ်ကိုစားရတော့မှာဗျပေါ်တယ်ရောက်ရှိရလားမသိဘူးကျွန်တော်အကောက်ထဲမှာဒီမဲ့ Dead Awakening နဲ့ဗျာအကောက်ကဟုတ်သေးဘူးကျွန်တော်တခုလုံးမရမယ် Dead Awakening ကလည်းမိုက်တယ်ဗျာဒါပေမဲ့ကျွန်တော်သုံးခြင်းနဲ့ကွန်ဘိုက Portal Plus Angel Vivo ပါအဲ့ကြောင့်ကျွန်တော်တို့ Portal ရှိလာကြည့်အောင်ဟိုဒီမှာလဲမိုက်ပါရဲ့ software တွေက CDK ပါတယ် TTK ပါတယ်ရှက်အန်ကားပါတယ် oh my god 4 digg ပဲဒီမှာလဲတစ်လုံးနှလုံးသုံးလုံးလေးလုံး oh yes ပေါ်တယ်ပါတယ်ဆိုတော့ကျွန်တော်တို့ပေါ်တယ်ကိုစားမှရမှာပါဘာလို့လဲဆိုတော့ကျွန်တော်ကွန်ဘိုသုံးပါပါ PPP အတွက် let's go ပေါ်တယ်ဤမယ်စားလိုက်ကြရအောင်1 2 3မြောင်โอเคအားဆိုရင်တော့ကျွန်တော်တို့ပေါ်တယ်ကတော့ scale 1ပဲရှိသေးပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ scale တွားတင်လိုက်ကြရအောင် let's go ကျွန်တော်တို့ level တွေမြန်တက်အောင်ကျွန်တော်တို့ boss တွေကိုခေးမှရမယ်ပေါ့နော်ကျွန်တော်တို့ခုဆိုရင် Hydra leader ဆိုရဲကျွန်တော်အဲ့ boss ကိုကေးမယ်ဗျာကြော့ bam ဤသွားပြီကြော့အေးဘယ်ရမလဲ Angel ကောင်ကွာနတ်ဖျားကွာဟိုပေါ်တဲ့တော်လာရင်တော့ bro တော့နာအတန်ပိတ်လောက်မယ် damage တွေလည်းမြင်ကျင်တယ်ဗျာကျွန်တော်မူးသွားပြီဒီကောင်ရဲ့အစိတ်တွေကမူးတယ်ဗျယော့ဘမ်ကျွန်တော်ရဲ့ scale နဲ့တော့ပြီးပေးလိုက်မယ်ကျွန်တော်တိုင်းဆိုရင်အချိန်ကုန်သွားလိုက်မယ်ဗျာကျွန်တော်ရစ်မှဖြစ်မယ်အမြန်ရစ်မှဖြစ်မယ်အိုးဒီကောင်ကိုတက်လိုက်တာကျွန်တော်တို့ level ဘယ်နေရာတက်သွားမလဲတက်နေတော့မယ်ဘယ်လိုရေလှုပ်လိုက်ကွာ200လောက်တက်လိုက်200လောက်ရမလားဟာ200မရဘူး69တဲ့ကျွန်တော်အဲ့ဆိုရင်နောက်တဲ့ boss တကောင်တက်မယ်နောက်တဲ့ boss တကောင်ကိုကျွန်တော်တို့တက်ပြီးသွားတာတောင်မှကျွန်တော်တို့ရဲ့ portal mastery က300မပြည့်သေးပါဘူးနောက်တဲ့ကျွန်တော်တို့ဒီမှာကျွန်တော် C3 မှာအကြီးဆုံးဖြစ်တဲ့ boss ဖြစ်တဲ့ကျွန်တော်တို့ဘယ်မောင်းတက်ပါမယ်ဘယ်မောင်းမတက်ခင်ကျွန်တော်တို့ဒီမှာ Captain Elephant ကိုရင်တက်ပါမယ် let's go Captain Elephant ဒီကောင်ကိုခတ်တွက်လေးတီးပေးလိုက်မယ်ဗျာမှုဝင်ချိန်နေကုန်လေးပဲကျွန်တော်စမ်းနေနေများတော့ဒီကောင်ကြီးကိုတက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ portal ကတော်တော်200လောက်တော့ရမယ်တဲ့နေတော့ကြည့်လိုက်ကြအောင်ကျွန်တော်တို့ဒီကောင်ကြီးကိုတက်ပြီးသွားတော့မှကျွန်တော်တို့ level ကနည်းနည်းလေးပဲတက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ C3 မှာရှိရဲ့အကျန်းဆုံး boss ဖြစ်တဲ့ Gate Queen ကိုတက်ပါမယ်။နောက် bluff 1P ရဲမှာဆိုရင်တော့ Bitman ပေါ့။တက်လိုက်ကြရအောင် Bitman ကို။ဒီ Bitman ကိုတက်ပြီးတာမှကျွန်တော်တို့ level မပြည့်သေးဘူးဆိုရင်တော့ပြည့်ပါသေး။မပြည့်ဘူးကွာ။ကျွန်တော်တို့အဲ့ဆိုရင်ဒီ Katakuri Island မှာကျွန်တော် Katakuri ရှိရဲ့ Island မှာကျွန်တော်တို့ level fan မယ်ဗျာ grind လုပ်မယ်လား။အဲ့ဆိုရင်ချလိုက်ကြရအောင်ဒီမှာပဲ grind လုပ်တော့မယ်ကျွန်တော်တို့မဟုတ်ရင်တော့အဆင်ပြေမှာမဟုတ်တော့ဘူးဗျာ level က boss တွေသွားတက်တာတော့မှနည်းနည်းချင်းကြီးပဲတက်နေရဗျာကျွန်တော်ဒီကောင်တွေကိုပဲအမြန်ချပြီးတော့ level တင်လိုက်တော့မယ်လားအဲ့ဒါပိုပြီးမိုက်တယ်ဗျာစပယ်မနေရှော့ကိုင်းပေါက်ပလိုက်မယ်
ကိုင်ပါဦးမှာငါကိုင်ပါဦးမှာအဲ့တဲ့တကောင်ကိုင်ပါဦးမှာယော့ဘမ်နောက်တဲ့ကိုင်ပါဦးမှာနွားယော့ချောကောင်ချောကျွန်တော်3နာရီလောက်တေချာ grind လိုက်တာကျွန်တော်ရဲ့ပေါ်တယ်က299ဖြစ်သွားပါပြီကျွန်တော်တစ်တက်ဖို့အတွက်ကျွန်တော်တို့ဘယ်နှကောင်တက်ရအောင်မှလည်းမသိဘူးဗျာကျွန်တော်တို့လက်တွေညောင်းနေဗျာဒါပေမဲ့လည်းကျွန်တော်တစ်ပဲကြံတော့ဗျာတီးနေဗျာဒီကောင်လေးယော့ငါကိုင်ပေါက်မှာသွေးနေသွားရင်ကိုင်ပေါက်ပြင်မယ်ယော့ဘမ်ချောတကောင်ချောငါနောက်တဲ့တကောင်ကိုင်ပေါက်ပေးလိုက်မယ်လားသွေးနေယော့ဘမ်ချောသွားတယ်လိုတော့ဘလို့နှစ်ကောင်လောက်ဆိုရပြီနှစ်ကောင်လောက်ဆိုရပြီအေးဘေးယော့ချောကောင်လည်းတက်ထွက်သွားပြီဗျာတကောင်ဆိုရပြီနောက်တဲ့တကောင်ဆိုရပြီဘလို့တို့ကြီးလာလားနောက်ဆုံးအသက်လေးယော့အိုးပေါ်တယ်ရဲ့ V စကေးရတော့လုံးဝအန်လောဖြစ်သွားပြီဗျာပြီးသွားပြီဟဲ့လားပေါ်တယ်ရဲ့ V စကေးပွင့်ပြီဆိုတော့ကျွန်တော်ဖွင့်ကြည့်အောင် V စကေးယူဒီနာတော့ဖွင့်မယ်ဒီကောင်ထည့်လိုက်ရမယ်ကြော့ရှက်ရပေးလိုက်မယ်လားရှက်အန်ကားနဲ့ဘမ်ဘုံအိုးပေါ်တယ်ကြီးကလုံးဝကျွတ်စင်ကြည့်အောင်အရန်လန်းနေဗျာကြည့်အောင်ဗျာအပြာရောင်နေနဲ့ Oh my god နောက်ဒီထဲကိုဝင်လိုက်ရင်တော့ကျွန်တော်ပေါ်တယ်တွေကပြန်ထွက်သွားမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ Vivo နဲ့စမ်းသပ်ဖို့အတွက် Vivo ဖွင့်လို့ရအောင်တွားလောက်လိုက်ကြရအောင်ကဲအခုဆိုရင်တော့ကျွန်တော်တို့ Vivo ဖွင့်လို့ရတော့မယ်ပေါ့နော်ကျွန်တော်ခဏဖွင့်တော့မှာဒီကောင်တွေအကုန်လုံးကိုစုပြီးဖွင့်မယ် Oh my god အကုန်လုံးကျွန်တော်ရဲ့အောက်မှာဒူးထောက်ခါစားနေရဗျာတစ်ချက်ရှိုးလာအောင်အကုန်လုံးဒူးထောက်အောင်ပါဘာကောင်ကြီးမင်းဘာကောင်ကြီးနေဟလား Angel Reed Vivo ရဲ့ရှေ့ရောက်ရင်တော့အကုန်လုံးဒူးထောက်အောင်ပါကျွန်တော်တို့ဘာမိုက်တာလဲဆိုတော့ကျွန်တော်တို့ဒီမှာဗျာပလင်းခုံတဲ့ဟာကိုဖိလိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီလိုပြန်လို့ရရဗျာအဲ့တော့ပေါ်တယ်နဲ့ဘယ်လိုကွန်ဘိုဖြစ်လဲဆိုတော့ပေါ်တယ်မှာကကျွန်တော်တို့စကေး V ရှိရဗျာစကေး2ပေါ့စကေး V တဲ့နဲ့ဟုတ်တယ်ကျွန်တော်စကေး V ရှိရဗျာစကေး 8 ရှိရဗျာအမစကေး 8 ရှိရဗျာကျွန်တော်စကေး 8 နဲ့နှိမ့်လိုက်ပဲပြီးရင်အမဘမ်ဟာလားကျွန်တော်အဲ့လိုကွန်ဘိုသုံးလို့ရရဗျာနောက်ပြီးတော့ကျွန်တော်နောက်ရောက်သွားရင်ဒီကောင်ဒူးထောက်သွားမှာဗျာကြည့်လိုက်ကျွန်တော်စမ်းကူအဲ့ရဲ့ level 1 သုံးလိုက်တာတော့မှလွင့်ထွက်မသွားဘူးဗျာပုံမှန်ဆိုရင်လွင့်ထွက်သွားတယ်ဒါပေမဲ့ Angel Vivo ဖြစ်တဲ့အတွက်ကြောင့်မလို့မလွင့်ထွက်ဘူးဗျာကျွန်တော်ဒီဟာရဲ့ combo ကလို့ scale 8ကိုသုံးလိုက်မယ်နောက်ပြီး level 1 သုံးမယ် scale 8သုံးမယ်ဘမ်အဲ့လို combo သုံးလို့ရပါတယ်အနည်းဆုံးတော့ damage 1000-1500လောက်ကထိပါတယ် combo တခြားသုံးတတ်တဲ့သူတွေဆိုရင်ကျွန်တော်ကတော့ combo အရင်မသုံးတတ်တော့တာမန်လောက်ပဲပေါ့နော်ကျွန်တော် Angel ရဲ့ခိုးပြတဲ့အချက်ကဘာလဲဆိုတော့ကျွန်တော်ကြည့်လိုက်ဗျာတော့ဘာကောင်ကြီးနေကျွန်တော်နားကတ်လာရင်အကုန်လုံးဒူးထောက်ရပါတယ်အဲ့ဒါတော်တော်ကြီးကိုမိုက်ပါတယ်ကျွန်တော်ကတော့ Angel ကိုတော်ကြီးကြိုက်ပါတယ်ကျွန်တော် favorite race ထဲမှာလည်းပါတယ်ပေါ့နော်အရင်တော့လုပ်ခဲ့ဘူးရဲ့ဗီဒီယိုတွေမှာလည်းကျွန်တော် Angel rating 8.9 ပေးခဲ့ပါတယ်ခု Angel ကြီးကတော်တော်ကြီးကိုမိုက်တယ်ဗျာကြည့်လောက် Oh my god ရှက်အန်ခါနဲ့ဗျာကျွန်တော်တို့လုံးဝပေါ်တယ်နဲ့ဆောင်ရမ်းလန်းနောက်မိုက်တဲ့အချက်ကတော့ဒီမှာကကျွန်တော်လုပ်ပြပါမယ်လေးပေါ်ပြန်လိုက်မယ်ပြန်ပြီးသွားရင်ပေါ်တယ်ရဲ့ scale ကိုသုံးလိုက်မယ်ပြီးရင် scale z 3ပြီးစန်ကူရဲ့ scale z 3လိုက်ရင်ဒီကောင်ရှောသွားပါပြီလွယ်လေးပါဒါတော့ easy ဗျာဒီလားတေချာထွင်းလိုက်မယ်ဆိုရင်စောင့်ရမ်းချမ်းသွားမှာဗျာဒီပေါ်တယ်နဲ့ကတော့ကြည့်လောက်အောင်တော်တော်ကြီးကို damage 9000လောက်ထွက်နေဒါနဲ့တယ်ဟုတ်လားကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ YouTube ကြည့်နေတဲ့ brother အနေနဲ့ like and subscribe လုပ်ခဲ့ပြီးတော့ TikTok ကြည့်နေတဲ့ brother အနေနဲ့ like and follow လေးလုပ်ခဲ့ကြအောင်ဗျအားလုံးပဲ see you the next day